အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော်မတင်တာကြာရှိတဲ့ Geek Minecraft ကနေကြိုးဆိုလိုက်ပါတယ်အခုမှကျွန်တော် Geek မြို့ပြန်သွားမှာပါအခုကဘာအတိတ်ရဲ့စောက်မှလေးဆိုရပြမှာဖြစ်ပါတယ်အရင်ဆုံးတွေ့ရတာတော့နာမည်ကောက်တာဖတ်လိုက်ပါပြီးရင်ပြမယ်အထက်မှာဘာရှိလဲအခုကအရင်ကျွန်တော်တို့အမတ်တရဖြစ်တဲ့လက်ကြီးကိုပြမှာဖြစ်ပါတယ်လက်ကတော့copy ကူးတာပဲမှန်နာမည်ကတော့ No High Go ဖြစ်ပါတယ်။ဘာအကြီးဆုံးလက်လို့ရေးထားတာပါ။အင်္ဂလိပ်လိုရေးပြီးရအာမတာရတို့ရေးထားပါတယ်။ကျွန်တော်တက်ကြည့်အောင်။အမှမြင့်ကြီးပါပဲ။မြင့်ကြီးပါပဲ။ပြီးရင်ကျွန်တော်ဆောက်ထားတာလာတာလားဆိုကျွန်တော်ထင်တော့လာပါတယ်။လာတာကွာ။ပြီးရင်ကျွန်တော်ပြပြီးပါပြီနော်။ဒါမဲ့ဟိုဝါမကြသေးတယ်ကျွန်တော်ကြောင်းဆောက်တာပြကြားလာပါခင်ဗျာကျွန်တော်ဗီဒီယိုတိတ်မတင်တော့ကြောင်းတော့မပြပါဘူးအခုမှပြပါကြောင်းကတော့အမလာကပါမူလာတန်းလွန်ကြောင်းပါဟုတ်ပါတတန်းလေးတန်းပဲရှိပါတယ်အမတ်တက်ပါလားအမတ်တက်ကြောင်းဟာဘေးကနေတော့ကျွန်တော်အခုတွေ့နေရတော့လန်ဒန်ရှိမှာကျောင်းအုပ်ဆရာရုံခန်းယူတွေ့ပါရဲ့ရုံခန်းဟေးဟုတ်အတူစကားပြောနေပါပြောမယ်ကျွန်တော်ဒီမှာပါဘယ်လိုရှိလဲဘယ်လိုမှရှိကျွန်တော်အင်တာတွေပါအင်တာတွေရတယ်ကွာကောင်းလိုက်တာဈေးဆိုင်ရှိမှာအင်တာထားတာအစားတော့ကျွန်တော်နေရာကျင်းမှတ်တာပါဒါပေမဲ့နေရာကျင်းတော့အင်တာတော့စောက်ခွင့်လို့မရအခုကတော့ကျောင်းခန်းတောင်းပါမယ်စာသင်ခန်းကျွန်တော်ဒီမှာဂိတ်1ဖြစ်ပါတယ်ဒါပေမဲ့မဆန့်လို့ဆိုပြီး KG ကိုဒီနာထားပါပါတယ်ဒါပေမဲ့ဆန့်တယ်လို့လည်းဆန့်ပါခင်ဗျာ KG ကတော့တိလေးပါဟုတ်ပါ KG ကလေဒါကတော့တန်းပါကျွန်တော်တန်းတက်တာဟုတ်ပါအဲ့ဒါနှစ်တန်းမှာဒါတော့ဟိုနဲ့ကိုလုံးကတူပဲပါအပေါ်ထက်လေးရှိပါတယ်လေကားနဲ့တက်တာပဲကောင်းတော့ကျွန်တော်လေကားနဲ့တက်လိုက်ရင်တော့ဘာဖြူရလဲဆိုတော့ကျွန်တော်ရဲ့ကျောင်းလိုပဲလေကားဖြစ်ပါတယ်ဟုတ်ပါကျွန်တော်ကျောင်းမှာလည်းအဲ့လိုလေကားရှိပါတယ်အဲ့တန်းမှာကျွန်တော်တက်တာပါအပေါ်ဆုံးထန်နော်ဒီထက်တယ်ပြောဒီ3တန်းမဟုတ်ဘူးဒါကျွန်တော်တက်တာမဟုတ်ပါကဲလေကျေးရွာတူတူပဲပါဒါ4တန်းပါမှန်တကယ်တော့ကျွန်တော်6တန်းပါဒီနေရာမှာကျွန်တော်ကျောင်းတက်တာပါအခုတက်နေရကိုပြောရပါဒီမှာကျွန်တော်ထိုင်တဲ့နေရာတောင်သိပါတယ်ဒီမှာထိုင်နေတာပါရှေ့ဆုံးခုံဆရာမပြောရဘာညာကလကာပြောရတယ်အဲ့လိုနားထောင်နေပေါ့ပြီးဒါမိုက်ပုံးပါဟိုဒီဘက်ကတော့ရွာစိန်လေးရှိပါတယ်ဟုတ်အကြောင်းပြပြီးဆိုရင်တော့ဘာပြရမလဲဆိုတော့ကျွန်တော်စဉ်းစားလိုက်ပါအောင်ပဲခုနဘောရရဆိုတဲ့ဟာလေးပြန်ပြရင်ကောင်းမလားဆိုတော့အခုမှကျွန်တော်မှတ်မိပါတယ်ကျွန်တော်အိမ်အစ်ဆောက်ထားပါတယ်ဘိုင်းလေဆိုတော့အစုပ်ပလုတ်အိမ်ပါစားစုပ်ပလုတ်မဟုတ်အိုးဟုံးအိမ်ပါတွေ့လာပါကြောက်စရာကြီး6တယ်လို့ဆိုပါတယ်မ6ပါဘူးစားနေအဲ့ဒါလမီတက်ရှုပ်ပွားအောင်လုပ်ထားပါကြည့်လိုက်ပါတကယ်ကိုပျက်စီးရဲ့အတိုင်းပါပဲမန်တော့ဒါကြောင့်ကျွန်တော်စိတ်ကူးရင်ပြီးစောက်ထားပါစောက်တာလည်းဟောင်းနေတာပဲဒါပေမဲ့ကျွန်တော်အိမ်မနေချင်တော့လို့မလာဘူးဆိုရောအဲ့လိုလေးလုပ်လိုက်တာပို့လာသွားပါတယ်အဖေဒါတော့ကြွေးပါဟိုမှာတော့အဲ့ဒါတော့ကြွေးတွေ့လာပါကြွေးပါကြောက်လိုက်တယောက်တည်းကြောက်ပိတ်ကျွန်တော်ဒီအိမ်ကတော့ကြီးလာဆိုတော့မသိပါဘူးအခန်းကတော့တစ်ခန်းပဲရှိပါတယ်တိတ်လေးပါအခန်းကလည်းလူတကူစားပဲရှိပါတယ်ဒီအိမ်လေးလားဆိုဒီအိမ်လေးကတော့ကျွန်တော်အရင်တစ်ခါလုံးကသွားခဲ့တဲ့နေရာကိုစိတ်ကူးရင်ပြီးတော့စောက်ထားဖြစ်ပါတယ်ဒါကတော့ဆေးပါဘာဆေးတယ်လေဆိုတော့ဖတ်ပြမယ်ခင်ဗျာဒါတော့ဖတ်ပေါ့ကောက်ဒါတော့ကောက်တာဖတ်ကြတော့ကျွန်တော်မဖတ်ပြတော့ဘူးပဲဒါလေးကတော့အင်္ဂလိပ်စာကျွမ်းကျင်သူပဲဖတ်တယ်မှာဒါကတော့ကျွန်တော်ဖတ်ပြမှာဒါဆိုးကြီးဒါထုံးကြီးဒါဇင်ကြီးဟုတ်ပါတယ်နာမည်က
ပေးထားပါဟိုဘက်ဆိုင်ကြီးဟိုဘက်ကန်တွေ့တော့မိနေဟိုဘက်ကျွန်တော်ဒီအိမ်ဟောင်းရဲ့နောက်မှာလေးကြည့်ပါကျွန်တော်ရဲ့အိမ်ရဲ့တစ်ဆောက်ထားပါတယ်ဘာလဲဆိုတော့ဟုတ်တိုးပြီဟုံးတူးတတီဟုတ်ပါဘူးအဲ့မှာရေခွင်းနဲ့ကြေးရွက်ပါလေခွင်းနဲ့ဒါကတော့ဘလို့နေရာမှာလေးဆိုထင်းဟုတ်ပါတယ်ကျွန်တော်ဖင်ကုန်းပြီးနေရမယ်အိမ်လေးပါဟုတ်ပါငုတ်ပြီးနေရမယ်ပြောရရင်လူချင်းမတော့မတက်မရက်ချင်တဲ့သူတွေအတွက်ဒီအိမ်လေးဆောက်တင်ပါတယ်စဒါမိုင်းခွက်တယ်မှာပြောပါတကယ်ပြင်မှာပြောရမှာမဟုတ်ပါဘူးဒါကတော့ကျွန်တော်မုံဟုတ်ပါဘူးပိုတေတူဆောက်ထားပါဒါအခုတခါတော့ဘောရရဆိုတဲ့ဟာစိတ်ဝင်စားစရာလေးပြမှာပါယူစီယန်ပါကျွန်တော်ပေါင်းတက်လားမပေါင်းတက်လားဆိုတာမသိသေးပါဘူးအဲကြောင့်မိုင်းလေးခွင့်လုပ်ပေးပါဒါပြတာကြီးဖြစ်ပါတယ်ဒါကတော့ငကားဥပါအဲကျွန်တော်ခူးတာမဟုတ်ပါဘူးအဲ့တိုင်းတမင်တက်လာစင်တာဒါမိုက်ပုံပါဒါက village ပါ village တို့အကြောင်းတွေများရှိပါတယ်ကျွန်တော်အဲ့လိုမရေးချင်လို့အတိုင်းဖြတ်လိုက်ပါဒါနောက်ဗီဒီယိုကြိုင်လို့ပြပါမယ်ပြီးရင်လည်းဒီပုံတွေကလည်းမျောကြီးပါပဲပုံတွေကလည်းမိုက်ပါတယ်မိုင်ခွဲဘုံတူတာပုံလေးဖြစ်ပါတယ်ပြီးရင်ဒါလည်းအခမဲ့ဝင်ဝင်ရပါတယ်ဘယ်သူမှမရှိပါဘူးပြီးရင်လည်းဒီဘောရရဆိုတဲ့ဆိုင်လေးရဲ့နောက်မှာလေးရေကူးကန်လေးပြန်ချေရရေကူးကန်တော့တင်ပြီးသားမလို့ကျွန်တော်လည်းမပြောတော့ပါဘူးအဲ့မှာလည်းဇလန်းလေးတိမ်ပိုင်မလားဆိုလဲဒီထားမှာလေးကျွန်တော်စိတ်ကူးရင်တဲ့ထဲမှာလေးကျွန်တော်စောက်ချင်သေးပါတယ်ဘာလေးဆိုရွာလေးစောက်ချင်ပါတယ်ဒီနားလေးပါကျွန်တော်ရဲ့အိမ်ကြီးရဲ့ဒီနားလေးမှာစောက်မှာပါဒါမဲ့ရွာအရန်ကြီးလို့တိတ်ပြီးစောက်အောင်မှာပြင်းလို့ပါကျွန်တော်ပြင်းတဲ့ကျင့်ရှိလို့ပါအဲဒါကြောင့်တောင်းပန်ပါတယ်ပုံတီကြည့်ပဲအတွက်ကျေးဇူးတင်ပါတယ်